呀，这个劲，看看那，啊，你这咱也买来，这里你别打我了嘞。我领啊，哎，上那打对不嘛啦？哈，没有老弟来呀。俺下月的瓜。有的，我看从那到这么路过，我当那里，我明啊说地来，没说什么了，就去那个地方不？好了没啦？哈，多了一了，但那没家里嘛养的了，没丢呢。下一，他们地方是不？我说这里，我俺那俺个嘛了瓜，今年七度得单第一批的推门的，那到对么路，哎啦。得拉别了没有啦？没呀，路这边。မနေညမှာရေးစားဖြစ်တယ်လေအဲ့ဒါတော့တွေးမှုလို့အဲ့ဒါလေငါလက်ဆောင်လဲဝယ်သွားပေးခြင်းလို့အဲ့တော့ငါမသိဘူးငါတကယ်ချင်းမင်းကဆရာကြီးဆိုတော့အဲ့ဒါနည်းနည်းလေးကူညီပေးမှလားအင်း ဟာလွယ်ပါတယ်အခုခေတ်မိန်းကလေးတွေကညဝတ်အိမ်ကြီးပို့ပို့ပါလေးတွေသဘောကျကြတယ်အဲ့ဒါလက်ဆောင်ပေးလိုက် အောင်တော့ဒီကကောင်းလိုက်လားအဲ့ဒါတော့ဟုတ်ပါပြီအဲ့ဒါဘယ်မှာတော့မှလဲ ဟောလွယ်တယ်အဲ့အတွက်မပူနဲ့ TikTok မှာ SY ဆိုတဲ့ online shop ကိုရိုက်ရှာလိုက်အဲ့နေပြီးတော့မှညဝတ်အိမ်လှလှလေးတွေမှာလိုက်ဈေးနှုန်းနဲ့တက်တာတယ်ဗျာ ဒီမှာညမနဲ့အဲ့ဒါမင်းဆရာကြီးဖြစ်နေတာဟိုအဲ့တော့ဟုတ်ပြီကူညီလက်စားနဲ့ကွာဟိုဆက်ပြီးတော့ကူညီပေးပါဦး ရတယ်လေ ဟိုလေငါကောင်မလေးမှာအရန်ဆိုးတဲ့အကိုတယောက်ရှိတယ် စိုးတယ် ဆိုးတယ်အကိုတော့ပေါက်တယ်နော် ငါလောက်စိုးပါမလားဒီချက်ကမှငါဆရာကြီးလေငါရှိနေတဲ့တကယ်ချင်းငါမပူနေတာလေငါတော့ဆွဲထဲလိုက်ပါဗော အဲ့ဒါကြောင့်ဟိုကငါတကယ်ချင်းအကူညီတောင်းနေတာဟောလေ तू ကအရန်ဆိုးတော့ကွာအဲ့ဒါငါကောင်မလေးနဲ့သွားချိန်တွေးတဲ့အခါကျရင်ငါ तू လာမှအရန်ဆိုးရင်တယ်ကွာအဲ့တော့မင်းကဟို စောက်ပေးရမယ်ဆိုပါတော့ အရန်တော်တာပဲဗျအကြမ်းနေနေများရောက်နေတာမသိဘူး အဲ့တော့ဘာမှမပူနဲ့အဲ့ကောင်ပုံစံဘယ်လိုလဲငါ့ကိုပြောပြ သူကကိုလူမိုက်ဆိုတော့ကိုတက်တူးတွေပါမယ်ပေါ့နော်အဲ့လိုမျိုးပလားတော့တိတ်မရှိဘူးကွာခလဲခွဲနဲ့ပြောတယ်ရုပ်တော့တော်တော်ဆိုးဆိုးပဲဆိုလား ဟုတ်လားဟေ့အောင်ခလဲခွန်းနဲ့တော်တော်များများချောရတယ်ကွာဥပမာငါ့ဆိုပေါ့ ငါတငယ်ချင်းကချောရလေဒါပေမဲ့ဟိုကလူဆိုးလေအဲ့ဒါတော့တငယ်ချင်းကုညီပဲမလား ရှားတယ်ကုညီပဲအဲ့ဆိုရင်မင်းကဘာလုပ်မှာလဲအင်းကြီးဝဲမှာလားဟာ ဒီလိုတငယ်ချင်းမျိုးရတာငါတို့ကုန်ယူလို့မဆိုးဘူးငယ်ချင်းဒီပန်းချံပဲကွာငါကောင်မလေးอ่ะအဲ့တော့ငါကောင်မလေးတော့ချလိုက်မယ်လား ရောအင်းကြီးသွားမင်းကသတိပေးလိုက်အခုခေတ်ကကောင်မလေးတွေကလက်သွက်ချီတော့မှကြိုက်တာနော်လူပြိုလဲဝက်မီးတဲ့တွေ့သမျှနေရာတွေကိုစောကုန်ကန်ပြဟလာအဲ့ဒါမှကောင်မလေးကကြိုက်မှာနော်ပြီးတိုင်းမင်းကပြောဦးမယ်ဟိုတယ်ဒီပါလူငေါပြောဟိုမောင်တော့ဟိုတယ်ကိုယ်တိုင်ဟိုတယ်ကိုငါကိုယ်တိုင်ငါပေးမယ် တငယ်ချင်းကမင်းချစ်ဖို့ကောင်းလိုက်တာငါသွားလိုက်တော့ငယ်ချင်းကပြောတော့ကိုကောင်သူ့ကိုလိုင်းတငယ်ချင်းမကြည့်ထိုင်တာသိလား စိတ်ချပါမင်းကလေ အဲ့တော့ငါသွားလိုက်တော့မ လာ ရ သားဟေ့ငါချင်းဇာအဲကောင်ဇာနော်โอเคဒါပဲ sorry တယ်လေစောင့်နေကြာသွားပြီလား ကြာပြီပေါ့ ငါလေးပါတက်လက်ဆောင် ဟဲ့ချစ်စရာလေးနော်ညအိတ်လေး ဟုတ်တယ်ဒါဟိုကြည့်ရကောင်းမှာပေါ့တဲ့ဒါတဲရဲ့ကိုတိုင်းဝယ်ထည့်ပေးလိုက်တာ ဟမ်ကိုကိုကိုယ်တိုင်မလက်ခဲ့ပြရ ဟုတ်တယ် အဲ့ဆိုကိုကတိတော့မှာပေါ့ မသိပါဘူးမသိ ကိုတိတော့မဖြစ်ဘူးနော် တဲကစောက်ပေါ်ကြီးနော်အမစိတ်မပူနဲ့အခုတော့မှဒီရှိမှသူ့ကိုကင်းဆောင်ထားခဲ့လိုက်တာ ဆက်နာခဲ့တာ ဟုတ်တယ် အဲ့ရှိမလေး ဟုတ်တယ် အဲ့ဆိုမဖြစ်ဘူးညီမပြန်တော့မယ် မပြန်ပါနဲ့တဲရလေလာဘောနော်ဟိုကိုကပိုင်ပြီလားနော်တဲကိုကပိုင်နေတဲဒီမှာစိတ်ချလိုက်ဒီမှာခဏထိုင်ဦးဒီလားတဲကိုက ဖြစ်ပါဘူးမိဘတကယ်ကြောက်တယ် လာစမ်းမတဲရလေဒီမှာလာထိုင်တဲကိုကစောက်ပေါ်ပါဆိုလို့ထိပေးကိုထိုင်ငါတကယ်ချင်းကလည်းကြာလိုက်တော့ကွာကြည့်ရတယ်ကောင်အချင်းတွေကောင်းနေပြီချင်းဆောက်လဲစားတယ်မထူးကျိုးရှိအောင်ငါချောင်းလိုက်ဟုတ်ပဲနော် အပွား ကိုကလည်းအရင်ဆို မပေးရဆိုရမှာပဲလေကောင်ကိုချစ်လို့ပေးတာကိုမချစ်ရင်မပေးဘူးလေမဟုတ်ဘူးလား လို့မပြော ငါလေး အကို ဟေ့ကျောက်ပါ ဟ
ဘာရဖားလဲဟမ်ဒီငါညီမနဲ့ချင်းတွေ့ပြီးတော့ဟောကိစ္စခိုင်းဟုတ်လားမဲတယ်ပေါ်တာပြီမဲတယ်ပေါ်တာပြီ အာရပါခဏလေးဟမ်ဟိုမှာကြည့်အောင် Fuck, bro. ဟာဟဲ့ ဒါလို့ ဟဲ့မပြင်းနဲ့哎呦我的妈！ ဒါလို့ brother တစ်တောင်းတော့ 他过来没有？我没讲他。 thank you brother Fuck, bro. 好嘞，要。 မင်းတို့ရောက်လာကြပြီ ဟုတ်တယ်ကျွန်တော်တို့ရောက်လာပြီ ငါပြောတဲ့အလုပ်ကိုမင်းတို့လက်ခံပါလား ကျတို့ကဒီရက်တွေဘိုင်ပြတ်နေတာဆိုတော့လက်ခံရမှာပါပဲ โอเคကောင်းပြီလေအပုံနေပြမယ် ဒါဆိုရင်ကျတို့လောက်ရမှာသူတို့လေ ဟုတ်တယ် သူတို့ကဘာမှလဲ ပေါ်မှာသုံးလို့မှာ သုံးလောက်မှာ ခုပဲသွားမယ် ခုပဲကျတို့သွားလှုပ်လိုက် ပတ်စံအောင် ပတ်စံ ပြီးရောလား စိတ်ချလိုက်ညီလေး အလုပ်ပြီးပြီလို့သဘောထားလိုက်တော့ โอเคညီလေး ဟဲ့အလုပ်ကိုပြက်လုပ်တော့မာရီမရှိသေးနဲ့ စိတ်ချစမ်းပါအဲ့ဒီလောက်ကငါလုံနေကြတီးရ ညာလေးရတော့ဝါချီတာ174ဖြစ်ပါတယ်။မှာကျင်တယ်ဆိုလို့ရှိရင် SY TikTok အကောင့်မှာမှာလို့ရပါတယ်ရှင်။ကာလာလေးရတော့9ရောင်ရှိပါတယ် ဒါလေးက spam ကိုမှ grade A အသားလေးနဲ့ဖြုတ်ပေးထားပြီးတော့ချစ်စရာကောင်းချင်လာမှာလို့ရပြီနော်ကတ်တွန်းစင်လေးကိုမှအယောင်လိုင်းကတော့9ရောင်ရှိရယ်နော် ။ညအိတ်ဝလေးလူချင်းရင်လက်ကားတိုင်း SY collection TikTok page မှာ9ထည့်ရစပြီးမှမှာယူနိုင်ပါတယ်ရှင်။ မျိုးဒီဇိုင်းလေးလည်းအဆုံးရှိပါတယ်ရှင်။မှာယူနေတယ်ဆိုရင်ဆက်သွယ်လိုက်ပါရှင် ညီတို့ကဒီနေ့လိုက်လွှင့်လို့ပြောမှာလားဟမ်ဟုတ်ကိုကြီးအကိုကြီးကမပြောဘူးလားဒီအလုပ်ကိုကျွန်တော်မလုပ်ချင်ပါဘူးလို့ပြောအကိုကဘာလို့လက်ခံတာလဲကျွန်တော်တို့လူမိုက်တွေလေအခုတော့ကြီးအဝတ်တွေခောက်နေရပြီ ။အော်ညီလေးရဲ့လူမိုက်ဆိုရင်မဲ့လေရောက်စားတယ်မှာမရှိတော့တာဟာ ဟောဆာမရှိငတ်နေကွာနော်ကျွန်တော်တော့မလုပ်တော့ဘူးလုံးအကိုပဲလုပ်ကြံခဲ့ဘာနဲ့ဘာလုပ်ဘာ ။ဘေးဦးလေးကွာဟော။ငါတက်လို့မထားခဲ့နဲ့လေ။ဟဲ့။ငါလည်းလိုက်